ရားဒေသနာအတွက်ရွေးချယ်ထားတဲ့ကျမ်းပိုက်ဆရာမကြီးရွေးချယ်ထားတဲ့ကျမ်းပိုက်ကိုဖတ်ကြားပါမယ်။တရားဟောရာကျမ်းခန်းကြီး32အခန်းငယ်4ဘုရားသခင်သည်မူလအမြစ်ဖြစ်၍အမှုတော်သည်စုံလင်ပေ၏။စင်တော်မူသမျှတို့သည်တရားနှင့်ညီလျက်တစ္ဆာဆောက်သောဘုရားအပြစ်ကင်းလို့၍ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏။အားလုံးပဲမင်္ဂလာပါ။အတန်နဲ့တိုးသလိုပဲအားလုံးပဲမင်္ဂလာပါ။ကျေးဇူးတင်ပါတယ်။ဘုရားထံကိုလာရခြင်းကကောင်းကြီးမင်္ဂလာဖြစ်သလိုဘဝအတွက်လည်းမင်္ဂလာဖြစ်ပါတယ်။ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။နေ့ကျမကိုနှုတ်ကပတ်တော်ဝင်ငါခွင့်ပေးတဲ့အသင်းဥဆရာနဲ့တကွတင်းသူတင်းသားများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ဒီနေ့တန်ဆုံအားဖြင့်ပါဝင်ကြတဲ့လူငယ်များတော်၎င်းမျိုးသားအဖွဲ့တော်၎င်းမျိုးသမီးအဖွဲ့တော်၎င်းကျေးဇူးတင်ရှိကြောင်းဥစွာပြောပြလိုပါတယ်။ဘုရားသခင်ကကျမတို့ရဲ့အသက်တာမှာဘုရားရဲ့အလိုတော်ကြံစီတော်ထဲမှာအသက်ရှင်နိုင်ဖို့ဤမျိုးစုံနဲ့ကျမတို့ကိုဆွဲခေါ်ပါတယ်။ဆွဲခေါ်ခြင်းထဲမှာလည်းကျမတို့အတွေ့အကြုံတွေအများကြီးရှိသလိုတချို့အတွေ့အကြုံတွေကကျမတို့ဘဝအတွက်ခါးသီးစရာတွေဝမ်းနည်းစရာတွေခါလီဘုရားသခင်ပေါ်မှာစိတ်ပြည့်စရာကောင်းလောက်အောင်ကျမတို့ဘုရားကိုစွန့်ပစ်လောက်အောင်ကျမတို့သွားရတဲ့အချိန်တွေလည်းရှိပါတယ်။ကျမသားကျမကိုမေးပါတယ်မမီဘုရားသခင်ကဘာဖြစ်လို့လူတွေကိုအားလုံးခရိယန်ဖြစ်အောင်မလုပ်တာလေဒီမေခွန်းကမေးခြင်းစရာပဲเนาะဘာလို့ခရိယန်ဖြစ်အောင်မလုပ်တာလဲဆိုတဲ့စကားရဲ့နောက်မှာခရိယန်တွေကကိုဘုရားသခင်စကားဘလောက်နားထောင်တယ်လဲဆိုတဲ့နောက်ဆက်တွဲမေခွန်းလည်းပါပါတယ်အဲ့တော့ကျမကသားကိုပြောတယ်ဘုရားသခင်မလုပ်ဘူးသူလုံးနိုင်တယ်မလုပ်ဘူးဘာကြောင့်လဲဘုရားကလူတွေကိုချစ်လို့သူပြောတာကနော်အဲ့ဒီချိန်တုန်းကအသေးခံဘုံပေါက်ခွဲတာတွေလိုက်ပြီးလူသက်တာတွေစစ်ဖြစ်တာတွေအဲ့တော့အခုလောက်တော့မကြမ်းသေးဘူးပေါ့အဲ့တော့ကတော့အသေးခံဘုံခွဲတာလောက်ပဲရှိပါသေးတယ်အဲ့တော့ကျမကပြောတယ်ဖះဘာကြောင့်မလုပ်လဲဆိုတာတစ်ချက်အပြစ်ရှိတယ်ဆိုတာကိုလူတွေသိရှိအောင်ဖះလုပ်ခြင်းဖြစ်တယ်နှစ်တစ်ချက်ကတော့နောင်တရဖို့ဖះသခင်ထံပြန်လာဖို့ဖះသခင်လူရှိတယ်သုံးချက်တစ်ချက်ကဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းကိုခံစားရဖို့လေးချက်တစ်ချက်ကတော့ဘုရားရဲ့မေတ္တာဟာဘလောက်ကြီးတယ်ဆိုတာကိုလူတွေသိရှိအောင်ဘုရားကထားနေခြင်းဖြစ်တယ်။ဒါကြောင့်လောကမှာလူနှမျိုးပဲရှိပါတယ်။တစ်မျိုးကတော့ဘုရားစကားနားထောင်တဲ့လူနဲ့ဘုရားစကားမနားထောင်တဲ့လူပဲဖြစ်ပါတယ်။မဿဲငါအခန်းကြီးအခန်းကြီး9ငယ်45မှာပြောလဲဆိုတော့အကြောင်းမူကားကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့ဖသည်ကောင်းသောသူမကောင်းသောသူတို့အပေါ်၌ကိုရောဤနေကိုထွက်စေတော်မူ၏ဖြောင့်မတ်သောသူမဖြောင့်မတ်သောသူတို့အပေါ်၌ငိုးကိုရွာစေတယ်အဲ့တော့ဘုရားသခင်ကမျက်နှာလိုက်တဲ့ဘုရားမဟုတ်ဘူးဆိုတာကျမတို့ယုံကြည်ရပါတယ်တီးလဲသိရှိရပါတယ်အဲ့တော့ဆိုးတဲ့လူတွေရွယ်ဘုရားသခင်ပယ်မယ်ဆိုလို့ရှိရင်ဘုရားသခင်ဘက်လိုက်တာပေါ့နော်ချစ်တဲ့လူတွေရွယ်ဘုရားသခင်ကထားမယ်ဆိုရင်ဘုရားသခင်ဘက်လိုက်တာပေါ့ဒါပေမဲ့ဘုရားဟာဘယ်တော့မှအပြစ်မပြုဘူးလို့ကျမ်းစာကုဏဖတ်သွားတဲ့အတိုင်းပဲဘာကြောင့်လဲဆိုတော့ဘုရားသခင်ဒီတန်ရှင်းတဲ့ဘုရားဖြစ်တယ်ဘုရားသခင်ဒီစုံလင်တဲ့ဘုရားဖြစ်တယ် perfect လူဟာဘယ်တော့မှမစုံလင်တတ်ပါဘူးနော်ဒါကြောင့်ဓမ္မတိတစ်ချက်အနေနဲ့ဘုရားသခင်ဒီစုံလင်သောဘုရားတန်ရှင်းသောဘုရားကျမတို့ဣသေလလူမျိုးတွေကိုကျမတို့ကြည့်လို့ရှိရင်ဘုရားသခင်အမြဲတမ်းပြောတဲ့အဓိကချက်ကတော့သင်ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်ရမှာငါမှတပါအခြားသောဘုရားကိုမကိုးကွယ်နဲ့အဲ့ဒီခေတ်ကတော့ယုတ်ထုစင်တူပေါ့ဒါမဲ့ခေတ်ကာလနဲ့ပြောလို့ရှိရင်ဘုရားစကားနားမထောင်ခြင်းဖះပြောတဲ့စကားကနေတွေ့ဖေးခြင်းဟာလေယုတ်ထုကိုးကွယ်ခြင်းပဲကိုလိုဆန္ဒနောက်လိုက်တဲ့၍ကတော့ယုတ်ထုကိုးကွယ်ခြင်းပဲဖြစ်တယ်
ဒါကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ယာကုပ်နဲ့သူ့ရဲ့မိသားစုဟာယောသနဲ့အတူအေဂုတုပြည်မှာရွှေ့ပြီးနေထိုင်တဲ့အခါမှာမိသားစု80ပါသွားပါတယ်ပါသွားတဲ့အခါမှာကျမတို့ကြည့်လို့ရှိရင်ယာခေလကသူ့ဦးလေးလာပန်ရဲ့တေရရုပ်ထုခိုးသွားတယ်နော်အေဂုတုပြည်ကိုယူသွားတယ်ဆိုတာကိုတွေ့ရဒါကိုကြည့်လို့ရှိရင်ဒီလူမျိုးထဲကဟိုတဲကိုကဖျားစကားကိုနားမထောင်ဘူးဆိုတာကိုတွေ့ရတယ်ဒါကြောင့်ဖျားသခင်ကသူတို့ကိုအဲ့ဒီမှာထားတာလေအလကားမဟုတ်ပါဘူးနော်ဖျားသခင်ရဲ့အကြံစီရှိတော်လေဖျားသခင်ရဲ့အကြံစီကနေပြီးတော့ဘေးဖယ်ပြီးတော့အသက်ရှင်နေကျမ်းတစ်ချက်ကဘာပြောလဲဆိုတော့ထွတ်မြတ်တော်ကျမ်းခန်းကြီး1အငယ်6ကနေ9မှာဆိုရင်ဣသေလမျိုးသားတို့သည်သားကိုဖွား၍အလွန်တိုးပွားသဖြင့်အလွန်ကြီးအားကြီး၍တပြည်လုံးနှံ့ပြားတယ်အဲ့ဒီချိန်ကယောသကိုမသိတဲ့ဘယင်တစ်ပါးယောသမရှိတော့ပါဘူးညီကိုတွေလည်းမရှိတော့ပါဘူးယာကုပ်လည်းဆုံးပါအဲ့တော့သူကြံတဲ့အမျိုးအနွယ်တွေကိုအုပ်ချုပ်တဲ့ဘယင်တစ်ပါးကဘာပြောလဲဆိုတော့လာကြသူတို့ကိုလိမ္မာစွာပြုကြဆိုသို့မဟုတ်သူတို့ဒီများပြကြလိမ့်မည်နောက်တစ်ခါစစ်မှုရောက်လေငါတို့ရန်သူဘက်ကိုဝင်စား၍ငါတို့ကိုတိုက်သဖြင့်ပြည်တော်ကထွက်သွားကြလိမ့်မည်မိမိလူတို့အားဆိုလေ၏ထို့ကြောင့်အေဂုတုမင်းတို့သည်ကြက်တဲစွာနှိပ်စက်စေခြင်းကအုပ်ချုပ်ခန့်ထားတယ်အဲ့တော့ဣသေလလူမျိုးတွေတိုးပွားလာတာမကဘူးနော်မိမိအလိုဆန္ဒရုပ်ထုစင်တုကိုးကွယ်တဲ့အတွက်ကြောင့်အေဂုတုပြည်မှာကြုံခံရတယ်လို့ဖိနှိပ်ခြင်းနဲ့ခံရတယ်ဆိုတာကိုတွေ့ရပါတယ်ကျမတို့ဒီနေ့ထွတ်မြတ်ရာကျမ်းခန်းကြီး9အငယ်1ကနေ7ကိုတူတကွခွန်အားယူရအောင်ဣသေလအမျိုးကိုကျမ်းစာတစ်စောင်လုံးကြည့်လို့ရှိရင်ဘုရားသခင်ကဘာပြောလဲဆိုတော့လေပင်ခိုင်မာတဲ့အမျိုးဘုရားကဒါလို့ဆိုမရွေ့ငါဘုရားကဟိုသွားဆိုရင်လေကိုယ်စပေါ်တဲ့လေပင်ခိုင်မာတယ်နှလုံးသားမှာကြောတယ်ဖျားစကားကိုကြားပေမဲ့လိုက်မလုတဲ့အမျိုးဖြစ်ပါတယ်ကျမတို့ကြည့်လို့ရှိရင်ဝိညာဉ်ရေးကအလေးမထားဘူးနော်ဖျားကသူတို့ကိုချစ်ပြီးတော့မှနော်အေဂုတုပြည်ထဲမှာဒုက္ခခံရတော်များလေဖျားကသူတို့ကိုအမြဲတမ်းစကားပြောတော်လေအလေးမထားဘူးဆိုတာကိုတွေ့ရတယ်သို့တော်လေဣသေလလူမျိုးမှာအကျင့်တစ်ခုရှိအမြဲတမ်းညီးတယ်နော်အမြဲတမ်းညီးထွားတယ်နော်ဘာလုံးထအော်ဘာလုံးသူတို့ခံရတာကြီးပဲပြောတယ်ကိုယ်တိုင်အသက်ရှင်တဲ့အရာကမှားတယ်ဆိုတာကိုပြုပြင်တာထက်ခံရတာကိုပဲညီးတွားတယ်ဆိုတာကိုတွေ့ရတယ်ကျမတို့ယုံကြည်သူတွေလည်းဖះရှိမောက်မှာခါဒီလိုအသက်ရှင်တတ်ပါတယ်နော်ဖះစကားကိုကြားလဲမလိုက်လျှောက်တဲ့သူဟာအပြစ်ဖြစ်တယ်တီးလက်မကျင့်လို့ရှိရင်အပြစ်မသိပဲကျင့်လို့ရှိရင်လည်းအပြစ်ဖြစ်တယ်လို့ကျမတို့ပိတရုကကျမတို့ကိုပြောပါတယ်ဆက်ပြီးတော့ဘာဖြစ်လို့အီဂျစ်ပြည်မှာဘုရားသခင်ကကြုံခံနေရတာနဲ့ကြုံခံနေရတာကိုဒီလူတွေအော်တန်ကိုကြားရတာနဲ့ဘာဖြစ်လို့ခေါ်မထုတ်လဲเนาะကျမတို့အေဂုတုပြည်အကြောင်းကိုနည်းနည်းစဉ်းစားရတနည်းအားဖြင့်ဘုရားသခင်သူတို့ကိုပို့ဆောင်ခြင်းမှာဘုရားသခင်ရဲ့အလိုတော်ဟာဘာလဲဆိုတာကိုရှာဖွေနိုင်အောင်ဘုရားသခင်ကအကျဉ်းချင်းသူတို့ကိုသင်ခန်းစာပေးတယ်နော်သို့တော်လည်းဖောက်လွဲဖောက်ပြန်တဲ့လူမျိုးဖြစ်တဲ့အတွက်ကြောင့်ဖះစကားကိုတတိမထားဘူးတတိမမူဘူးအရေးမဆိုင်ဘူးဆိုတာကိုတွေ့ရပါတယ်အေဂုတုပြည်ကတော့ကျမတို့ကြည့်လို့ရှိရင်အင်မတန်မှပျော်စရာကောင်းတယ်နတ်ဖះတွေ2000လောက်ရှိတယ်စိတ်ကြိုက်သူတို့ကိုးကွယ်လို့ရနော်ပြီးတော့အဲ့ဒီနေရာမှာဆိုလို့ရှိရင်ဝိညာဉ်အမှောင်အပြစ်ပြည့်တဲ့အတွက်ကြောင့်မှောင်မဲတဲ့နေရာနော်သူတို့လုပ်တဲ့အရာဒီအပြစ်နဲ့အပြစ်ဖြစ်တယ်ဆိုတဲ့အရာကိုမသိရအောင်စာတန်ကသူတို့မျက်စိကိုပိတ်တယ်ဆိုတာကိုတွေ့ရတနည်းအားဖြင့်ကျမတို့ကြည့်မယ်ဆိုလို့ရှိရင်စိတ်ရဲ့စေရာနောက်ကိုလိုက်တဲ့လူမျိုးဖြစ်ပါတယ်ဆက်ပြီးတော့ကျမတို့ကြည့်မယ်ဆိုဒီနေရာဟာပိသုကာထွန်းကားတယ်နော်တမိုင်းဆက်အခုထက်ထိဖြည့်ရှင်းလို့မရတဲ့ပိသုကာလက်ရာပညာဟာဘလောက်ထွန်းကားတယ်ဆိုတာကိုဒီနေ့ပညာရှင်တွေကိုယ်တိုင်ဝန်ခံခဲ့ရသူတို့မသိသေးတာတွေဒီဖာရောဘုရင်ရဲ့ဒီပီရမစ်တွေမှာအများကြီးရှိတယ်ဆိုလဲဝန်ခံပါတယ်
နော်အဲ့တော့ဒီလူတွေငိုကြွေးတန်ကိုဘုရားသခင်ကြားတယ်ကျမ်းစာကပြောတယ်ငါလူမျိုးတွေရဲ့ညီးထွားတန်ကိုငါကြားတယ်ဒါကြောင့်ဒီလူမျိုးတော်ကိုရွေးကောက်နိုင်ဖို့ရွေးထုတ်နိုင်ဖို့ဘုရားသခင်ကမောရှေကိုရွေးကောက်ပါတယ်ပြီးတော့ဖာရောဘုရင်ထံကိုသွားပြီးတော့မှသူ့လူမျိုးတော်ကိုလွတ်ပါဆိုပြီးတော့ပြောခိုင်းပါတယ်အဲ့တော့ဖာရောကဘာပြောလဲဆိုတော့သင်ပြောတဲ့ဘုရားသခင်ကမသိဘူးနော်ဖာရောဘုရင်ကိုယ်တိုင်ကဣသရေလလူမျိုးတွေကိုနှိပ်စက်ရခြင်းကသူတို့ဘာပြောလဲဆိုတော့ဒီလူတွေအင်မတန်မှပြင်းတယ်ကျမ်းစာကနှစ်ကြိမ်တိုင်အောင်ပြောပါတယ်ဣသရေလလူမျိုးတွေဒီအင်မတန်ပြင်းတယ်ဒါကြောင့်သူတို့ကိုနော်ချက်စီချက်ရမယ်သူတို့ကိုခိုင်းရမယ်သူတို့နာမည်ကြီးဖို့သူတို့တကိုးကြီးဖို့ဒီဆောက်ရမယ်ပရိမစ်တွေကိုလုပ်ရမယ်ဆိုပြီးတော့ဝန်ခံတယ်ဒါကြောင့်မောရှေကဘုရားသခင်ကငါလူမျိုးတော်တွေကိုလွတ်ပါလို့ပြောတဲ့အခါမှာဖာရောကမင်းဖျားကမသိဘူးပြောရင်လာမပြောနဲ့ကိုလှုပ်ရှားရှိကိုလှုပ်နော်ဒီသဘောပဲအဲ့တော့ဘုရားသခင်ကလည်းဖာရောဘုရင်လေပင်ကိုခိုင်မာစေတယ်တဲ့ဩစရာနော်ကျမတို့ချစ်တဲ့ဘုရားကတခါဖာရောဘုရင်ကဖိနှိပ်ပါတယ်ကြုံပြုပါတယ်ဆိုမှဘုရားသခင်ပိုးပြီးတော့ကြက်တဲအောင်လုပ်တယ်နော်ကြက်တဲအောင်လုပ်တဲ့အခါမှာသူတို့တွေကနော်ဘာပြောလဲဆိုတော့ဘုရားသခင်ဒီဒုက္ခကြီးကိုမမြင်ဘူးလားနော်ဒုက္ခကိုမမြင်ဘူးလားလို့ကျမတို့တွေ့ရပါတယ်အဲ့တော့ဘုရားသခင်ဒီစုံလင်တဲ့ဘုရားတန်ရှင်းတဲ့ဘုရားဖြောင့်မတ်တဲ့ဘုရားဖြစ်ပြီးတော့သူ့လူမျိုးတွေကိုချစ်ပါတယ်ဆိုပြီးတော့မှဘာကြောင့်ဒီလိုအခက်ခဲနဲ့ပေးတွေ့တာလေနော်စောစောကပြောသလိုဣသေလလူမျိုးတွေရဲ့နှလုံးခိုင်မာမှုအဲ့တော့နံပါတ်1တစ်ချက်ကတော့ဣသေလတို့ရင်ကိုကြွေးတန်ကိုဘုရားသခင်ကြားတယ်နော်ဘုရားသခင်ကြားတယ်တစ်ဖက်ကဖာရောဘုရင်လေပင်ကိုခိုင်ပါစေတယ်ဖာရောဘုရင်ကဘာပြောလဲဆိုတော့ဒီလူတွေပြင်းတဲ့အတွက်ကြောင့်အုပ်ကိုတနေ့မရော့စေနဲ့အရေးအတွက်တိုင်လောက်ခိုင်းနော်သူတို့ကိုကောက်ယုံလဲမပေးနဲ့အုတ်ခဲလဲမပေးနဲ့သူတို့ဟာနဲ့သူတို့ရှာစီနော်အဲ့တော့ကြုံပြုတဲ့ထဲမှာသူတို့နေ့စဉ်လှုပ်ရတဲ့အုတ်ကကောက်ယုံနဲ့မြေကြီးနဲ့ပေါင်းမှလှုပ်လို့ရတာဒီခါတော့ဘုရားသခင်ကဖာရောဘုရင်ကိုလေပင်ခိုင်ပါစေတယ်ကောက်ယုံကိုကျမတို့နည်းနည်းစဉ်းစားရကောက်ယုံကတော့ကျမတို့စပါးပင်ကနေထွက်လာတဲ့အရာကောက်ရိုးကမျိုးစာလှုပ်လို့ရတယ်ကောက်ရိုးကမြေစီကိုထိမ့်သိမ့်ပေးတယ်နော်ကောက်ရိုးအဖြစ်ကျမတို့အလှပုံကလေးတွေကျမတို့ပြုလုပ်လို့ရတယ်နောက်တစ်ခုကကောက်ရိုးကမြေကြီးကိုထိမ့်သိမ့်ပေးတဲ့အတွက်ကြောင့်နော်လေတံမိုးတံခံနိုင်ခွင့်ရတယ်ဒါလူရဲ့ပုံသဏ္ဍာန်ကိုဖော်ဆောင်ခြင်းပဲဖြစ်တယ်ဘုရားသခင်ကသူတို့ကို challenge လုပ်တယ်နော်စိန်ခေါ်တယ်ကဲကောက်ရုံမရရင်မင်းတို့ဘယ်လိုလုပ်မလဲအဲ့ဒါလေနေရာမရွေ့နော်အော်မြဲအော်တယ်ကောက်ရုံအဲ့တော့သူတို့ကိုယ်တိုင်ကဘာလုပ်ရလဲဆိုတော့အမိုက်တွေလိုက်ရှာပြီးတော့မှသူတို့အုပ်ဖို့ရတယ်ဒါပေမဲ့ကောက်ရုံနေရာမှာအမိုက်ဆိုအမိုက်ကလည်းဘာမှတန်ဖိုးမရှိကျမတို့ကြည့်မယ်ဆိုလို့ရှိရင်လူသားတွေတခါတလေကောက်ရုံနဲ့တူပါတယ်နော်ကောက်ရိုးလိုပဲပြော့ပြောင်းပါတယ်အထိမခံဘူးကျွေးလဲတယ်တော်တော်လေမုံတိုင်းခက်ခဲချားတဲ့မှာဖျားပေးတဲ့စွမ်းအားနဲ့ဖျားစီကိုလာဖို့ကျမတို့တွေမသွားချင်ကြဘူးခေါင်းမာတယ်နှလုံးမာတယ်ဖျားသိတာပဲဖျားလုတ်ပြီးမှာပေါ့ဆိုတဲ့ပြင်းကြီးတဲ့သဘောတွေကျမတို့ဖျားသခင်ရှေ့မှာကျမတို့အသက်ရှင်ကြတယ်အဲ့တော့ဖျားအပေါ်မှာလဲအားကိုးမိကိုခြင်းမရှိဘူးဆိုတာကိုလေတွေ့ရပါနောက်တစ်ခုကတော့ okay ကတော့အင်မတန်မှညစ်ပေတဲ့ရှုနဲ့လှုပ်ရတယ်နော်လူတယောက်ဘာသာရေးလဲဆိုတော့ဝက်စာတဲ့တောင်ညစ်ပတ်တယ်တနည်းအားဖြင့်အပြစ်လို့ပြောလို့ရတယ်နော်အုတ်တလုံးဖြစ်ဖို့ရေးရရှုနေကိုရေနဲ့နေပြီးတော့ညစ်ပတ်နေတဲ့ဟာကိုကောက်ရိုးနဲ့တစ်ခါနေပြီးတော့မှအုတ်လှုပ်ရတယ်နော်အဲ့တော့ဒါကဘာကိုပြောခြင်းလဲဆိုတော့လူတွေမှာအသွေးသားတောင်းတခြင်းရှိတယ်လူရဲ့စိတ်သဘောလူရဲ့ပုံသဏ္ဍာန်ကိုဖော်ဆောင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဖာရောဘုရင်က
သူ့ရဲ့ဩဇာလွှမ်းမိုးမှုသူ့ကြော်ကြားမှုသူ့နာမည်ကြီးမှုအတွက်လူများကိုခေါင်းပုံဖြတ်ဖိနှိပ်တယ်ဆိုတာကိုတွေ့တဲ့အခါမှာဘုရားသခင်ကဒီလူတွေကိုဘာဖြစ်လို့မလွတ်မြောက်စေလဲဘာဖြစ်လို့ဒီလူတွေကိုကြက်တဲထဲကနေပြီးတော့ပို့ပြီးကြက်တဲအောင်လုပ်တယ်လေနော်အဲ့တော့လူဟာဘုရားကိုမိတွေ့ရတဲ့လူဘုရားပေါ်မှာကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့ခိုင်မြဲစွာအသက်ရှင်ရမယ်လူဖြစ်အောင်ဘုရားကသူတို့ကိုတွင်တင်တယ်ဆိုတာကိုတွေ့ရပါတယ်ဘာလို့ရေတိုက်ကိုကြည့်လို့ရှိရင်ဘုရားကခိုင်းလို့ဆောက်ရတဲ့အလုံးပုတ်ပါသူတို့သဘောနဲ့သူတို့ဆောက်ကြတဲ့အတွက်ကြောင့်ဘာဘူးလုံတိုက်ကြီးဟာသူတို့နာမည်ကြော်ကြားအောင်လုပ်တဲ့ခါမှာနောက်ဆုံးတော့လူတွေအမျိုးမျိုးဟာကွဲပြားပြီးတော့ဘာသာစကားတွေစတင်ကွဲတဲ့အချိန်အဲ့ဒါဘာဘူးလုံကလည်းစပါလေနှစ်တစ်ချက်ကျမတို့ကြည့်ရအောင်မောရှေကိုဘုရားသခင်ကဣသေလလူမျိုးတွေကိုခေါ်ထုတ်ဖို့ပြောတဲ့အခါမှာဖာရောဘုရင်ခေါင်းမာပါတယ်ခေါင်းမာတော့ညာလဲနောက်ဆုံးသားဥအရာကိုနှုတ်တဲ့အတွက်ကြောင့်ဖာရောဘုရင်လွှတ်ရပါတယ်ဖာရောဘုရင်လွှတ်တဲ့အခါမှာဒီလူတွေကိုဘယ်ခေါ်ထုတ်တယ်လဲဆိုတော့ဂန္ဓာယနော်ဘုရားသခင်ဂန္ဓာယတဲ့ကိုခေါ်ထုတ်တယ်ဘုရားသခင်အလုံးလုံးတယ်ဘုရားသခင်အလုံးလုံးရင်ဘာဖြစ်လို့နောက်ထပ်ပူလောင်တဲ့နေရာကိုဒီလူမျိုးတော်တွေပို့တယ်လေနော်ကျမတို့ခန္ဓာရအကြောင်းကြည့်မယ်ဆိုလို့ရှိရင်လူတိုင်းသိပါတယ်သဲတောင်ပြင်းနော်အင်မတန်မှပူရဲအရေးမရှိဘူးရေမရှိဘူးတက်ပင်မရှိဘူးအင်မတန်ပူလောင်တဲ့နေရာနော်တမြောက်ကျမ်းခန်းကြီး3ငယ်9:10မှာဆိုရင်ယခုတွင်လည်းဣသေလအမျိုးသားတို့ငူကြွေးသောအတန်တို့သည်ငါထံသို့ရောက်၍သူတို့ကိုအေဂုတုလူသည်ညင်ဆဲခြင်းအမှုကိုလည်းငါမြင်ရ၏ယခုသွားလော့တင်သည်ငါဤလူမျိုးသားတို့ကိုအေဂုတုပြည်မှနှုတ်ဆောင်ရမည်အကြောင်းသင်ဖာရောဘုရင်ထံသို့ဆေလွတ်မည်ဟုမိန့်တော်မူတယ်မောရှေလှုပ်ခဲ့ပါပြီမောရှေကန္နာရတဲ့ကိုပို့ဆောင်ခဲ့တယ်တနည်းအားဖြင့်ကန္နာရတဲ့မှာဘုရားသခင်ခေါ်ဆောင်ခြင်းဟာအင်မတန်မှနော်ဘုရားသခင်ရဲ့အကြံစီဟာကျေပြောပါပဲနော်တစ်ချက်ကန္နာရကိုဘုရားသခင်ပို့ဆောင်ခြင်းဟာဘယ်ရန်သူမှလိုက်လာလို့မရအောင်ဘုရားသခင်ကိုယ်ကာတဲ့နေရာနှစ်တစ်ချက်ဘုရားသခင်နဲ့ဆုံတွေ့တဲ့နေရာနော်သုံးတစ်ချက်ဒီနေရာကဝိညာဉ်ရေးရာတိုးတက်အောင်ဘုရားနဲ့သူတို့နဲ့ပို့ပြီးတော့မှ relationship ရအောင်လုပ်တဲ့နေရာနောက်တစ်ခုကတော့အဓိကကမာကြောနေတဲ့သူတို့နှလုံးသားတွေပြောင်းလဲအောင်ဘုရားသခင်ကပို့ဆောင်တယ်လို့တတိယတစ်ချက်ကတော့ဒီလူမျိုးတော်ဟာဖျားသူတို့ကိုရွေးကောက်တယ်ဆိုတဲ့ဘုန်းတော်ကိုထင်ရှားပြီးတော့အသက်ရှင်မှုပဲဖြစ်ပါတယ်သို့တော်လည်းဣသေလလူမျိုးကန္နာယထဲရောက်တော်ညာလဲတဖန်ညီးတွားပြန်တယ်ဘဝအဟောင်းကိုပြန်ပြောတယ်သူတို့ကန္နာယထဲမှာနေရတာဘုရားသခင်မာနမုတ်လေးပဲကျွေးတာမာနမုတ်ကစားလောက်တယ်တရက်ကို6အောမဲအဲ့ဒါကိုပြုတ်စားလို့လည်းရတယ်ပေါင်းစားလို့လည်းရတယ်နေ့တိုင်းမာနမုတ်ကိုဘုရားသခင်ချပေးတယ်6ရက်မြောက်တဲ့နေ့မှာတော့နှစ်ဆကောက်ရတယ်ဥပုသ်နေ့မှာတော့နားပြီးတော့ဘုရားနဲ့ဝတ်ပြုကိုးကွယ်ရတယ်တနည်းအားဖြင့်နေ့စဉ်ဘုရားနဲ့ဆက်သွယ်တဲ့ relationship တစ်ခုဟာအသက်မုတ်ဖြစ်တယ်ဘုရားသခင်ပေးတဲ့ဆာလောင်ခြင်းကင်းမဲ့တဲ့ဒီအသက်မုတ်ကိုဘုရားပေးတော်ညာလေသူတို့ဘယ်ပဲတောင်းတလဲဆိုတော့အေဂုတုပြည်မှာစားရတဲ့အမဲသားကိုပြန်တောင်းတတယ်နော်ကျမတို့ခရစ်ယာန်တွေလည်းဒီခေတ်ကာလကြက်တဲပါလေဘုရားသခင်ဖူလုံစွာကြွေးပါတယ်ကျမတို့ရုန်းခဲ့ရတယ်ခက်ခဲတယ်ခါလေဘုရားသခင်ကျမတို့ရဲ့အသက်တာကိုနော်ကြက်တေးအောင်လှုပ်ခြင်းဟာအထိခိုက်ရှိဘူးမဟုတ်ပါဘူးဘုရားနဲ့ကျမတို့ဘလောက်စကားပြောတယ်လဲဘလောက် relationship ကောင်းလဲဘုရားစီကိုကျမတို့အသက်တာဘလောက်ပုံအပ်တယ်လဲကျမတို့အသက်တာဒီဟာမြင်ပြီးတော့မှဘလောက်ပြောင်းလဲတယ်လဲဘုရားကဒါကိုလိုချင်ပါတယ်နှစ်တစ်ချက်ကတော့သစ္စာစောင့်တဲ့ဘုရားဖြစ်ပါတယ်နော်ဘုရားသခင်ဒီသစ္စာစောင့်တဲ့ဘုရားသူပြောတဲ့အတိုင်းသူ့လူမျိုးတော်ကိုဂတိနဲ့ဂတိချားတဲ့ပြည်ကိုပို့ပါတယ်ခန္ဓာရထဲမှာနေတဲ့ခါမှာ
တချို့ကတော့နှစ်430တချို့ကတော့နှစ်400ချို့ကတော့နှစ်40ဒါကတော့သူတို့ရဲ့ survey ပေါ့နော်တလောက်ရှည်လျားတဲ့ခန္ဓာရထဲမှာနေရတာကျမတို့ဆိုရင်ကားစီးလို့ကားပြက်လို့ရှိရင်ဘာဖြစ်လဲညီးထွားတယ်နော်ပူပန်နဲ့ဒေါသထွက်တယ်ကိုဖြစ်နိုင်ကိုကကိုလမ်းလျှောက်ထွက်ခြင်းတယ်သီးမခံနိုင်ဒီလူတွေလည်းသီးမခံနိုင်နော်တော်တော်လည်းဘုရားသခင်ကသီးခံတဲ့ဘုရားဖြစ်တယ်စိတ်ရှည်တဲ့ဘုရားဖြစ်တယ်နော်ဘာကြောင့်လဲသူမေတ္တာချစ်တဲ့အတွက်ကြောင့်ကြည့်မယ်ဆိုလို့ရှိရင်သူတို့တော်ထဲမှာနေရတော့လေသူတို့ဝတ်တဲ့အင်ကြီးမဟောင်းနှမ်းဘူးတဲ့နော်သူတို့ခြီတာမပွန်ပဲ့ရဘူးနေ့အချိန်မှာနေအဖြစ်လအချိန်မှာလအဖြစ်ဘုရားသခင်ကြွယ်ကားတယ်ဒါဘုရားသခင်သစ္စာရှိတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ကျမတို့အသက်တာမှာလေအခက်ခဲဘလောက်ရှိပါစေကျမတို့ကိုသစ္စာနဲ့ကြွယ်ကာဆောင်မပေးတဲ့ဘုရားဒီဘုရားကိုကျမတို့တတိယဖို့ရည်ကြည်ပါလေတနည်းအားဖြင့်ဘုရားရဲ့ဖြောင့်မတ်ခြင်းသစ္စာရှိခြင်းဟာဘယ်တော့မှမရေရိုင်တယ်လို့ဘယ်အပေါ်မှာမူတည်တယ်လဲဆိုတော့သူ့ရဲ့ဂတိပေါ်မှာမူတည်ပါလေနောက်တစ်ခါလီကျမတို့ဘုရားသခင်ဂတိပေါ်မှာအားကိုးဖို့မေ့လျော်တတ်တယ်ကျမ်းစာမှာတော့ကျမ်းတအုပ်လို့ရှိဂတိတော်3000ကျော်ရှိတယ်နော်ဒီဂတိတော်အခက်ခဲရောက်တဲ့အခါမှာဒီဂတိတော်ကိုကျမတို့ဘလောက်ပြန်သတိရပြီးတော့မှဘုရားရှင်ထံတိုးဝင်ချင်ကပ်တယ်လဲဆိုတာကိုကျမတို့သိဖို့ရည်ကြည်ပါလေဒါကြောင့် unwavering commitment လို့ပြောလို့ရှိရင်ယေရမိမိတန်းစာခန်းကြီး3:23မှာထာဝရဘုရားသည်တနာခြင်းဂယုဏတော်မကုံသောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏နာနဲ့တိုင်းဂယုဏတော်အစ်စ်ကိုခံရ၍သစ္စာတော်သည်ကြီးမြတ်၏နော်မိုးလင်းလာတာနဲ့ဘုရားရဲ့ကျေးဇူးတော်ကိုကျမတို့ခံစားရတယ်သိတယ်မိုးလင်းလာတယ်ကျမတို့သိတယ်သို့တော်လည်းကျမတို့ရဲ့အချိန်ဟာကိုကိစ္စနဲ့ပဲကျမတို့ကုံသွားတော်ညာလေဘုရားသခင်ရဲ့ provision ခေါ်တဲ့ပြင်ဆင်ပေးခြင်းဖြစ်ဆွဲခြင်းဟာဘယ်တော့မှမလျော့ဘူးဆိုတာကိုတွေ့ရပါတယ်နောက်တစ်ခုကဘုရားသခင်သစ္စာစောင့်ကြည့်သိခြင်းကတော့ကျမတို့ကိုမျှော်လင့်ခြင်းပေးတယ်ကျမတို့ကိုနှစ်သိမ့်ပေးတယ်ဆိုတာကိုတွေ့တယ်လို့ဘုရားရဲ့ mercy ကျေနာတနာခြင်းနဲ့ grace ဘုရားရဲ့ကျေးဇူးတော်ဂရုဏာတော်ကြောင့်ဖြစ်တယ်ကျမတို့ကျမ်းစာထဲမှာယောသအကြောင်းကိုကြည့်ရအောင်ယောသအငယ်ဆုံးဖြစ်ပါတယ်သူ့ညီကိုတွေရှေ့မှာသူပါပြောလဲဆိုတော့စပနံ9ပင်ကသူ့ကိုရှ िख ိုးရမယ်ဆိုတော့စဉ်းစားကြည့်ကိုအကိုတွေရှေ့မှာဒီစကားပြောတဲ့အတွက်ကြောင့်အကိုတွေဘယ်လောက်စိတ်ဆိုးမလဲနော်ဒါကြောင့်သူကအလကားနေဝါကြွားတာမဟုတ်ပါဘူးငငယ်လေးပဲနော်အဲ့တော့သူ့ညီကိုတွေကစိတ်ဆိုးပြီးတော့အကုတုပြည်ကိုရောက်နေဆိုတာကိုတွေ့ရတယ်နော်သူ့ယူပါယုံကိုဖော်ပြတဲ့အတွက်ကြောင့်အကုတုပြည်ကိုရောက်နေအကိုတွေရဲ့မုန်းခြင်းခံရတယ်ကျိုးအဖြစ်နေရတယ်ထောင်ထဲမှာနေရတယ်သူနေတဲ့အခါမှာလည်းအစာခေါင်းမခြင်း9နှစ်ခံရတယ်နော်ဒီတွေမကဘူးသူ့ရောင်းစားတဲ့သူ့အကိုတွေနဲ့တစ်ချိန်ပြန်ဆောင်ရတဲ့ခွင့်ရတယ်နော်ဒါယောသရဲ့အသက်တာကိုကြည့်လို့ရှိရင်နော်ပေါတိဖာမင်းရဲ့မျိုးသမီးတွေးဆောင်ခြင်းခံရတယ်ဒါမဲ့သူသစ္စာမဖောက်ခဲ့ဘူးနော်သူအသက်တာမှာအချက်တဲတွေအမျိုးမျိုးရှိတော်ညာလေဖះပေါ်မှာထားတဲ့သစ္စာစောင့်တည်ခြင်းဟာနော်ဘယ်တော့မှမရင်းရိုင်ဘူးဆိုတာကိုတွေ့ရပါတယ်ဟေဘရဲခန်းကြီး10:23မှာတော့မျော်လင့်ခြင်းအကြောင်းကိုဝန်ခံ၍မတိမ်မယိမ်မရွေ့လျော့ပဲတည်ကြည်ကြကုန်အကြောင်းမူကားဂတိထားသောသူသည်သစ္စာနှင့်ပြည့်စုံတယ်နော်ဘုရားသခင်ကျမတို့ဘယ်တော့မှသစ္စာမဖောက်ဘူးကျမတို့ပဲသစ္စာဖောက်တယ်နော်ဘုရားကိုဂတိတွေပေးတယ်သို့တော်လည်းမေ့သွားတယ်ဘုရားစီကိုခက်ခဲနဲ့လာတယ်ရပြီဆိုရင်ကျေးဇူးတော်ချီးမွမ်းမေ့သွားတယ်လူဖြစ်တဲ့အတွက်ကြောင့်နော်တတိယတစ်ချက်ကတော့ဖြောင့်မတ်တဲ့ဘုရားဖြစ်ပါတယ်တနည်းအားဖြင့်စုံလင်တဲ့ဘုရားတရားမျှတတဲ့ဘုရားသစ္စာစောင့်တည်တဲ့ဘုရားတန်ရှင်းတဲ့ဘုရားဖြစ်တယ်ဆိုတာကိုဘုရားသခင်ဟာသူ့ရဲ့ဖြောင့်မတ်ခြင်းအားဖြင့်ကျမတို့သိရတယ်တနည်းအားဖြင့်ဒါ
ခရစ်တော်ဘုရားသခင်သူ့စီမှာရှိတဲ့သူ့ရဲ့ character နော်တနည်းအားဖြင့်သူထားတဲ့သူ့ရဲ့ discipline ပဲဖြစ်ပါတယ်တနည်းအားဖြင့်ယောဘအသက်တာကိုကြည့်မယ်ဆိုလို့ရှိရင်ဥစ္စာကြွယ်ဝခြင်းကိုလူများနဲ့မတူအောင်သူခံစားရတယ်သားသမီးတွေ9ယောက်ရတယ်ကျိုးနေအများကြီးရှိတယ်တိရစ္ဆာန်တွေအများကြီးရှိတယ်အိုးအိမ်တွေရှိတယ်လေယာတွေရှိတယ်ပြောလို့မကုန်နိုင်ဘူးနော်ဒါပေမဲ့စာတန်ကသူ့ကိုစုံစမ်းတယ်တိုးတော်လည်းဘုရားကသူ့ရဲ့ဝိညာဉ်တော့မစုံစမ်းနဲ့လို့ပြောတဲ့အခါမှာစာတန်လည်းဘုရားစကားနားထောင်ပြီးတော့သူ့ခန္ဓာကိုစုံစမ်းတယ်တကူလုံးရစရာမရှိအောင်နာစိမ့်ပေါက်တဲ့အတွက်ကြောင့်လူတစ်ယောက်အနေနဲ့ခံစားဖို့ခက်ပါတယ်နော်သူဘာပြောလဲဆိုတော့ तू ခံရတဲ့အရာပေါ်မှာ तू ညှိတွားတယ်တိုးတော်လည်းဖျားသူ့ကိုစုံစမ်းခြင်းအပေါ်မှာ तू တစ္ဆာမဖောက်ဘူးဖြောင့်မတ်မှန်ကန်စွာအသက်ရှင်တယ်သူ့မျိုးသမီးသူ့ကိုဖျားဒီဖျားကိုချိန်ဆပါလားပြောတော့လေ तू မချိန်ဆခဲ့ဘူး तू မှန်ကန်စွာ तू အသက်ရှင်တယ်ဆိုတာကိုတွေ့ရဒါကြောင့်ရှေးဖြစ်ဟန်နောက်ဖြစ်ဟန်တဲ့တာ၍အကျိုးရှိတယ်လို့ကျမတို့ယောဘဝတ္ထုနောက်ဆုံးအခန်းကိုဖတ်လို့ရှိဘုရားသခင်ရှိတာထက်နှစ်ဆကောင်းကြီးပေးတယ်ဆိုတာကိုတွေ့ရပါတယ်ဖြောင့်မတ်တဲ့ဘုရားဖြစ်ပါတယ်ကျမနာကကျောင်းဆက်ကျောင်းမှာနေတဲ့အခါမှာစနေနေ့ဆိုရင်ကျောင်းသားတွေအုပ်စုနှစ်ခုဖွဲ့ရပါတယ်အုပ်စုနှစ်ဖွဲ့ပြီးတော့တစ်ဖွဲ့ကထင်းသွားခွေတယ်တစ်ဖက်ကယာထဲမှာအပင်သွားစိုက်ကြတယ်အဲ့ဒါတော့ပတ်တိုင်းသွားတာတရက်တော့ကျမကျောင်းသူကယာထဲသွားကန်ကြီးသူစောင်းလျှော်လိုက်စောင်းလျှော်ပြီးတော့သူလှမ်းလိုက်တယ်ပေါ့သူဘာဆုတောင်းလဲဆိုတော့ဘုရားသခင်ဒီနေ့နေပူပါသူဆရာတော့ဘာစိတ်ထဲပါဖြစ်လဲဆိုဘုရားသခင်ဒီနေ့မိုးရွာပေးသိကောင်းပါပဲကျောင်းသားတွေအပင်ရေလောင်းရတော့ဂုံးမော်ကြိုက်ထဲဆင်းပြီးတော့ရေသေးရတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးအဲ့တော့အပင်နေရှင်သန်နာမို့အတွက်မိုးရွာပေးပါအဲ့တော့ तू ကထအော်တယ်ဘုရားသခင်ကျမကိုနေပူပေးပါဆရာကတော့ဘုရားသခင်ကျွန်တော်ကိုမိုးရွာပေးပါသူတို့နှစ်ယောက်တယောက်တလဲအော်နေကြတယ်အဲ့တော့ကျမကပြောတယ်ဘုရားသခင်တော့နာကြီးပြီဒါပေမဲ့ဘုရားသခင်ကတရားတဲ့ဘုရားဖြောင့်မတ်တဲ့ဘုရားအဲ့ဒီနေ့ကနေလည်းမပူမိုးလည်းမရွာနော်ခါလီကျမတို့လှုပ်ချင်တာပဲဘုရားသခင်စီမှာဇွတ်တောင်းလို့မရဘူးဘုရားသခင်လိုချင်တဲ့အသက်တာထဲမှာဘောင်ဝင်အောင်ကျမတို့ကိုဘုရားသခင်ကနေ့စဉ်နဲ့များတွင်တင်ပြီးတော့မှလမ်းပြတာကိုကျမတို့ခံယူဖို့အရေးကြီးပါတယ်ဒါဟာဘုရားရဲ့မေတ္တာပဲဖြစ်ပါတယ်ကျမတို့စောစောကဖတ်သွားတဲ့ကျမ်းစာမှာဆိုရင်ဘုရားသခင်ကခရစ်တော်အားဖြင့်နော်ကျမတို့ကိုကယ်တင်ခြင်းပေးခဲ့တယ်အပြစ်သားဖြစ်တဲ့ကျမတို့ဒုက္ခရောက်မှာဆိုလို့သူ့ရဲ့သားတော်ကိုစေလွတ်ပြီးတော့မှလောကမှာရှိတဲ့လူတွေကိုကယ်တင်ဒါကြီးမားတဲ့မြတ်တာနော်ဘုရားသခင်ကိုယုံကြည်တဲ့သူစီမှာငြိမ်သက်ခြင်းရှိတယ်နော်ဒါကဘုရားသခင်လုပ်ပေးတဲ့အရာဖြစ်ပါတယ်နော်ဘုရားရဲ့မြတ်တာဟာကျမတို့သူများလုပ်ပေးလို့မရကိုကိုယ်တိုင်ဘုရားစီသွားပြီးတော့မှကိုယ်တိုင်ဘုရားကိုချစ်ပြီးမှလုပ်လို့ရတဲ့အရာဖြစ်ပါတယ်ဗီဒီယိုကလစ်လေးတစ်ခုမှာစစ်ရှောင်အဖွဲ့တွေကိုသူများတွေလာလှူတဲ့အခါမှာသူ့ရဲ့ခေါင်းဆောင်ကဘာပြောလဲဆိုတော့ဒါဘုရားသခင်ကျေးဇူးပြုတာဘုရားရဲ့ကျေးဇူးတော်ဂရုဏာမကုန်လို့ငါတို့တွေဒီလိုစားရတာဒါကြောင့်ဘုရားသခင်ကိုများများချစ်ကြပါလို့သူပြောတယ်မှန်ပါတယ်နော်ကျမ်းစာမှာတင်ရဲ့ဘုရားသခင်ထာဝရဘုရားကိုချစ်ရမယ်အချိန်ချင်းပြောတယ်ဒီမှာလဲကျမတို့အသင်းတော်ရဲ့ဆောင်ပုဒ်မှာလည်းရှိတယ်ဒါပေမဲ့ကျမ်းစာထဲမှာဣသေလလူမျိုးတွေရဲ့အသက်ရှင်ခြင်းကိုကြည့်လို့ရှိရင်သူတို့ကဘုရားသခင်ကိုလည်းချစ်တယ်လို့လည်းပြောတယ်ပြီးတော့သူတို့နဲ့အတူရုပ်ထုစင်းတုလည်းကိုးကွယ်တယ်ထို့အတူမိသားစုလည်းသူတို့သွားရလမ်းကိုလိုက်တယ်ထို့အတူရိုးရာဓလေ့ကိုလည်းကိုးကွယ်တယ်ကျမတို့စဉ်းစားပါဘုရားကိုချစ်တယ်ဆိုရင်ကျမတို့စွန့်ရမယ့်အရာတွေအများကြီးရှိတယ်လူလုပ်တဲ့အရာမှန်သမျှဟာဒါကျမတို့ကိုးကွယ်လို့မရဘူးကျမတို့ရဲ့ပြဿနာအထက်မှာနော်ဘုရားပဲရှိကျမတို့ရဲ့ပြဿနာအထက်မှာရိုးရာလည်းမရှိဘူးတခြားဓလေ့ထုံးစံလည်းမရှိဘူး
ဖျားရှင်ကိုအားကိုးတတ်တဲ့သူတွေဖြစ်ဖို့ရည်ကြီးပါလေနောက်တစ်ခုကတော့ဖျားသခင်ရဲ့ဂတိတော်ဟာဘယ်တော့မှနောက်မကျပါကျမတို့ကိုခက်ခဲတဲ့အချိန်ကန္တာရအချိန်ပို့တာဟာဖျားသခင်ရဲ့အကြံစီနဲ့ဖျားသခင်ကိုကျမတို့အားကိုးဖို့အဓိကကျမတို့မာကြောနေတဲ့ကျမတို့ရဲ့နှလုံးသားပြောင်းလဲပြီးတော့မှဘုရားရှင်ရှေ့မှာနောင်တရဖို့ပဲဖြစ်တယ်။ပေတရုဩဝါဒစာဒုတိယစာဆောင်ခန်းကြီး3ငယ်8မှာဗာပြောလဲဆိုတော့ချစ်သူတို့ထာဝရဘုရားမှာကာလတရက်သည်အနှစ်1000ကဲ့သို့၎င်းအနှစ်1000သည်တရက်ကဲ့သို့၎င်းဖြစ်သည့်အရာတစ်ခုကိုမမေ့လျော့နှင့်လူချို့တို့သည်နှေးခြင်းကိုမှတ်ထားသည့်တိုင်ထာဝရဘုရားသည်ဂတိတော်အရာမှာနှေးတော်မူငါတို့တွင်အဘယ်သူမျှမပြတ်စည်းခြင်းမပြတ်စည်းပဲရှိသမျှတို့သည်နောင်တရစီခြင်းအလို့ငါအလိုတော်ရှိ၍ငါတို့သည်တီးခံတော်ဘုရားသခင်လိုချင်တာကနောင်တနဲ့သူစီတိုးဖို့ပဲဖြစ်ပါတယ်နော်ဘုရားသခင်ရှေ့မှာကျမတို့အကြံစီကတခါတလေမပြည့်တဲ့အခါမှာဘုရားသခင်အလုံးမလုံးဘူးလို့ဘုရားသခင်ကိုကျမတို့ပြစ်တင်ကြတယ်ဝေဖန်ကြတယ်သို့တော်လည်းဘုရားကသစ္စာရှိတဲ့ဘုရားဖြောင့်မတ်တဲ့ဘုရားစုံလင်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဘယ်သူတယောက်ကိုမှမပျက်စီးလို့ပါဘူးဘယ်သူတယောက်ကိုမှဝိညာဉ်ရေးရာဆုံးရှုံးဖို့အလိုမရှိပါဘူးဒါကြောင့်ကဏ္ဍရတဲ့ကိုတခါတလေကျမတို့ဘုရားသခင်တွန်းပို့တဲ့အခါမှာသူနဲ့အတူကပ်လာတာလဲစာတန်ပဲဖြစ်ပါတယ်နော်စာတန်ခါလီဖာရောမင်းလို့ကျမတို့စိတ်ထဲမှာဖာရောမင်းလို့ကြမ်းတမ်းတဲ့စိတ်တွေလဲကျမတို့ယူဆောင်လာတတ်ပါတယ်နော်ဖះကိုမသိချင်းကိုလိုချင်တာပဲကိုအတင်းလှုပ်ခြင်းကိုနာမည်ကြော်ကြားဖို့အတွက်ပဲကိုလှုပ်ဆောင်ခြင်းနော်ခါလေးအဲ့ဖာရောဘုရင်ရဲ့နော်ဒီချီနောင်ကြီးဖာရောဘုရင်စိတ်သဘောတွေလေကျမတို့ထဲမှာရှိလာတဲ့အခါမှာကျမတို့ဒါကိုတတိထားဖို့ရည်ကြီးတယ်ဒါဟာကျမတို့ကိုငြိမ်သက်ခြင်းပေးတဲ့အရာမဟုတ်ဘူးကျမတို့ကိုအမြဲတမ်းပူပန်ခြင်းကျမတို့ကိုအမြဲတမ်းစိတ်တူအောင်လှုပ်ခြင်းတီးမခံနိုင်အောင်လှုပ်ခြင်းဟာဒါတွေကြောင့်ဖြစ်တယ်နော်ဒါကြောင့်ကဏ္ဍရထဲမှာနေရတော့လေဖះရဲ့မေတ္တာကိုတိုးပြီးသိအောင်ဖះကအလိုရှိတဲ့ခါမှာလူတွေသူ့စီလာဖို့မျှော်လင့်ပါတယ်နောင်တရဖို့သူ့စီလာဖို့မျှော်လင့်တယ်ကျမတို့ကတော့ဖះကိုမျှော်လင့်ဖះကိုလှုပ်ခိုင်းတယ်ဖះစီမှာဆုတောင်းတယ်ဖះစီမှာသွားတယ်တိုးတော့လေဖះရဲ့သဘောကိုကျမတို့ကပြန်ပြီးလိုက်လုပ်ဖို့အတွက်ကျမတို့တွေတခါတလေခိုအားမရှိကြဘူးပြက်ကွက်တယ်ဒါပေမဲ့ဘုရားသခင်အလိုချင်ဆုံးကအမျော်လင့်ဆုံးကတော့နောင်တနဲ့သူစီပြန်လာပါဘုရားသခင်ကိုအားကိုးပါမိမိအားနည်းချက်တွေကိုဘုရားသခင်စီချပါဒါဘုရားသခင်ရဲ့လမ်းပြမှုထဲမှာအသက်ရှင်ဖို့ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ဣသေလလူမျိုးတွေကိုဒီလိုပေးလုပ်ခြင်းဟာဘုရားရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့သူ့ဘုန်းတော်ထင်ရှားရအောင်ကျမတို့ကျမ်းစာထဲမှာဘာပြောလဲဆိုတော့ဘုရားသခင်ကငါကျေးဇူးပြုလို့သောသူကိုကျေးဇူးပြုမယ်နော်တနာလို့သောသူကိုငါတနာမယ်အဲ့ခါမှာဖာရောဘုရင်ရဲ့တကိုးကိုလည်းဘုရားသခင်ကပေးတယ်တဲ့နော်စာတန်လည်းအပြိုင်ပဲနော်တိုးတော်လည်းအခုဖာရောဘုရင်လေပင်ကိုခိုင်မာခြင်းဟာဘုရားရဲ့ရွေးနှုတ်ကယ်တင်ခြင်းဘုရားရဲ့ပို့ဆောင်ခြင်းဒီတကိုးတော်ဖះတက်နိုင်တဲ့အရာကိုတကဘာလုံးသိအောင်ဘုရားသခင်ကဖာရောမင်းကိုလေပင်ခိုင်ပါစေဒီနေ့လေကျမတို့အကျက်တဲနော်ကျမတို့အမျိုးမျိုးသောဒုက္ခဝေဒနာနဲ့ခံစားရတော့လေနော်ဖာရောမင်းပြောတယ်လေသင်တို့ဣသေလလူမျိုးကပြင်းကြီးတယ်ပြင်မတန်မှပြင်းကြီးတယ်ဒါကြောင့်ဘာမှမပေးနဲ့မှန်တယ်ခါလီကျမတို့လက်ထဲမှာဘုရားသခင်မပေးတဲ့အရာတွေအများကြီးရှိတယ်တိုးတော်လေဘုရားသခင်ကျမတို့ကိုစွမ်းအားတွေပေးတယ် resource တွေအများကြီးပေးတယ်ဉာဏ်ပညာတွေပေးတယ်နော်ယုံကြည်ခြင်းပေးတယ်ချစ်ခြင်းပေးတယ်သိခံခြင်းတွေပေးတယ်ဒီအပေါ်မှာကျမတို့ရဲ့အသက်တာကိုတိဆောက်ဖို့ဖြစ်ပါတယ်နော်စောစောကဆိုသွားတဲ့ကျမတို့တခြင်းတစ်ပုဒ်ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကျွန်တော်တို့နဲ့မဝေးပါနဲ့ခက်ခဲဒုက္ခပြဿနာဝမ်းနည်းခြင်းကိုကြွေးခြင်းကြုံရတဲ့ခါမှာကိုတော့ကျွန်တော်တို့နဲ့နီးစေပါယုံကြည်ခြင်းအားကြီးစေပါနော်ယုံကြည်ခြင်းတိုး၍အားကြီးပြီးတော့ကိုတော့ခြံကိုတိုးဝင်ခွင့်ပ
ပေးပါဆိုတဲ့ပေါ်ခွာ grace ဆိုသွားတဲ့တခြင်းအတိုင်းပဲနော်ဘုရားသခင်သည်လူအပေါင်းတို့ကိုကယ်တင်ခြင်းသို့ရောက်၍တမန်တရားကိုသိစေခြင်းကဘုရားသခင်လိုတော်ရှိ၏ဘုရားသခင်တဆူတည်းရှိတော်မူ၏ဘုရားသခင်နှင့်လူတို့ကြားစัจ जा လူဖြစ်တော်ယေရှုခရစ်တည်းဟူသောအာမခံတူရှိတယ်ဒါကဘုရားရဲ့မေတ္တာခရစ်တော်ကကျမတို့ကိုလှုပ်ပေးသွားပြီလူငယ်တွေဆိုတဲ့တခြင်းခရစ်တော်ပဲလိုတယ်မှန်တဲ့ခရစ်တော်လိုတယ်ခရစ်တော်စီကိုကျမတို့သွားရလားခရစ်တော်စီကျမတို့သွားရမယ်ခရစ်တော်ကိုကျမတို့အားကိုးရမယ်ဒီနေ့ပြည့်သမျှအားလုံးကျမတို့ကိုစားခရစ်တော်လှုပ်ဆောင်ပြီးတယ်ဒါကဖခင်ရဲ့ကြီးမားတဲ့မြတ်တာနော်ဖခင်မလုပ်ပေးတဲ့အရာအပေါ်မှာကျမတို့စိတ်ပြည့်ခြင်းမဟုတ်ဘဲနဲ့ဖခင်ရဲ့အကြံစီဖခင်ရဲ့အလိုတော်ထဲမှာကျမတို့ရဲ့ခေါင်းမာမှုတွေနှလုံးခိုင်မာမှုတွေကိုဝင်ချတောင်းပန်ပြီးတော့ဖခင်သခင်ထံသို့လာနိုင်ကြတဲ့သူတွေဖြစ်ပါစေလို့ခွန်အားပေးပါတယ်ယေရှုတင်ပါတယ်La